ဒီဇာကားကတော့ပျော်ရွှင်တဲ့လက်ထပ်ပွဲနဲ့စတင်ပါတယ်။ Lady Chatterley နဲ့ Clifford တို့ဟာအနာဂတ်ကိုမျှော်လင့်ချက်အပြည့်နဲ့ကြည်နေကြသူတွေပါ။အချစ်ကအစမှာတော့အရာအလုံးပြီးပြည့်စုံတယ်လို့ထင်ရပါတယ်။ဒါပေမဲ့ဒီပျော်ရွှင်မှုကကြာရှည်မခံပါဘူး။လက်ထပ်ပြီးမကြခင်ပါမဲ့ Clifford ဟာစစ်ပွဲထဲဝင်ရောက်သွားရပါတယ်။ဒီခွဲခွာမှုကသူ့ဘဝကိုပြောင်းလဲမဲ့အစဖြစ်လာမယ်ဆိုတာအဲ့ဒီအချိန်မှာမသိခဲ့ကြပါဘူး။ Clifford ပြန်လာတဲ့အချိန်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီ။သူဟာမတန်ဆွမ်းဖြစ်သွားပြီးwheelchair နဲ့သာဘဝကိုဆက်လက်နေထိုင်ရတဲ့အခြေအနေကိုရောက်လာပါတယ်။ဒီနေ့ကစပြီး Lady Chatterley ရဲ့အိမ်တော်ရေးဘဝဟာအရင်လိုမဖြစ်နိုင်တော့ပါဘူး။ Clifford အတွက်အရေးကြီးတာကအတွေးခေါ်ပြီးစားရေးခြင်းတွေပါ။ဒါပေမဲ့ Lady Chatterley အတွက်တော့အချစ်နဲ့နှွေးထွေးမှုကိုထိတွေ့ခံစားခြင်းတဲ့စိတ်ကတဖြည်းဖြည်းစာလောင်လာခဲ့ပါတယ်။အတူရှိနေပေမဲ့စိတ်ပိုင်းဆိုင်ရာပဲကြံခဲ့တဲ့အိမ်တော်ရေးဖြစ်လာပါတယ်။ဒီလိုနဲ့ Lady Chatterley ဟာအိမ်ကြီးထဲမှာတယောက်တည်းဖြစ်လာပါတယ်။အထီးကျန်းမှုတိတ်ဆိတ်မှုတွေကသူမရဲ့ဘဝကိုလွှမ်းမိုးလာခဲ့ပါတယ်။သူမကတခုခုကိုလိုအပ်နေတဲ့ဆိုတာကိုယ်တိုင်ပါခံစားလာရပါတယ်။တနေ့ Lady Chatterley ဟာသူတို့အိမ်ပိုင်တဲ့ထဲကတစ်တော်ကိုတွားရင်မဲလာဆိုတဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။သူကတော့အဲ့ဒီအိမ်ပိုင်တဲ့ထဲကတစ်တော်နဲ့တရိษံတွေကိုစောင့်ရှောက်နေတဲ့လူတစ်ယောက်ပါ။ဒီတွေ့ဆုံမှုကပဲသူမဘဝရဲ့အချစ်ဆက်လမ်းကိုစတင်စေခဲ့ပါတယ်။စကားမများပြီမဲ့ဒီတွေ့ဆုံမှုမှာတိတ်ဆိတ်တဲ့ဆွဲဆောင်မှုတစ်ခုရှိနေခဲ့ပါတယ်။ဒီလူနဲ့တွေ့တဲ့အချိန်မှာသူမရဲ့စိတ်ကအရင်လိုမနေတော့ပါဘူး။နောက်ပိုင်းမှာ Lady Chatterley ဟာတစ်တော်ကိုမကြာခဏသွားလာပါတယ်။စကားမပြောဘဲအတူရှိနေရတဲ့အချိန်တွေကစိတ်တွေကိုတဖြည်းဖြည်းနီးကပ်လာစေခဲ့ပါတယ်။ဒီအချိန်မှာတော့သူမရဲ့စိတ်ထဲမှာအချစ်ရဲ့အစပြုမှုကိုခံစားလာရပါတယ်။သူတို့နှစ်ယောက်ဟာစိတ်ချင်းနားလည်လာကြပြီးအတူရှိနေရင်စိတ်အေးချမ်းမှုကိုခံစားလာပါတယ်။ဒီလိုနဲ့ဆက်ဆံရေးကမိတ်ဆွေကြော်ပြီးပိုနှက်ဆိုင်လာရပါတယ်။မိုးရွာတဲ့နေ့တစ်နေ့မှာသူတို့ရဲ့ဆက်ဆံရေးကအဆင့်တစ်ဆင့်တက်သွားခဲ့ပါတယ်။အနီးကပ်မှုတွေအနူးညံ့ဆုံးထိတွေ့မှုတွေက Lady Chatterley ရဲ့ခံစားချက်တွေကိုနှိုးစေစေခဲ့ပါတယ်။ဒီအချိန်မှာသူမဟာအသက်ရှင်နေတယ်လို့ခံစားလာရပါတယ်။ဒီနောက်ပိုင်းမှာတော့တစ်တော်ကသူတို့နှစ်ယောက်အတွက်လွတ်လပ်တဲ့ကဘာတစ်ခုဖြစ်လာခဲ့ပါတယ်။လူမှုကန့်သက်ချက်တွေကိုမေ့ထားပြီးအချစ်ကိုခဏတာပဲဖြစ်ဖြစ်အပြည့်အဝခံစားနေခဲ့ကြပါတယ်။ဒါပေမဲ့အပြစ်ရှိသလိုခံစားချက်တွေက Lady Chatterley ကိုပြန်လည်ဖမ်းဆီးလာခဲ့ပါတယ်။မတန်ဆွမ်းတဲ့ခင်မင်းနဲ့သူမရဲ့လျှော့ဖြတ်ဆက်ဆံရေးကြားမှာစိတ်လှုပ်ရှားလာခဲ့ပါတယ်။လူမှုအဆင့်အတန်းစီးမြန်းတွေကသူတို့အချစ်ကိုခွင့်မပြုခဲ့ပါဘူး။ဒီအချစ်ဟာမမှန်ကန်ဘူးဆိုတဲ့ PR တွေကတဖြည်းဖြည်းပိုလာခဲ့ပါတယ်။သို့တော့ Melas နဲ့အတူရှိတဲ့အချိန်တိုင်းမှာ Lady Chatterley ဟာကိုယ်နဲ့စိတ်ပေါင်းစည်းသွားတယ်လို့ခံစားရပါတယ်။ဒီအချစ်ကသူမဘဝထဲကပျောက်ဆုံးနေတဲ့အပိုင်းကိုပြန်လည်ဖြည့်ဆည်းပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့အတွက်ခွဲခွာရမယ့်အချိန်ရောက်လာခဲ့ပါတယ်။ချစ်ချင်းနဲ့လူမှုစီးမြန်းတွေကြားမှာ Lady Chatterley ဟာနာကျင်စွာဆုံးဖြတ်ခဲ့ရပါတယ်။ဒီဇာကားကပြကြတာကအချစ်ဆိုတာခွင့်မပြုထားတဲ့နေရာမှာမွေးထွားလာရင်အန္တရာယ်ရှိနိုင်ပေမဲ့လူတစ်ယောက်ရဲ့ဘဝကိုတော့အမြဲတမ်းပြောင်းလဲသွားစေနိုင်ပါတယ်။ဒါကတော့ Lady Chatterley Slava ဆိုတဲ့အချစ်နဲ့အလိုသားအကြားကဇာတ်လမ်းပါ။